ဒါလီယာမောင်ရဲ့မိုဘိုင်းရှင်မျိုးသမီးလေး ဒါလေးကိုလေအဲ့လောက်ထိချစ်ပေးလို့ကျေးဇူးတင်ပါတယ်နော်မောင် ဒါလီမောင်ကလူမဟုတ်ဘူးစုံမဖြစ်နေလို့အမေကတားနေရတာ ကျမတူမနဲ့သဘောမတူလို့ဆိုလို့ချင်တာလား ရှင်လဲတွေ့ရင်တော့စဉ်းစားပြမှာပေါ့ အမေလူကြီးပြီးစကားကိုလုံးဝမပြောနဲ့အမေ မောင်တို့မိသားစုကလေဒါလေးကိုအထင်သေးနဲ့နှိမ့်ချပြီးဆက်ဆံနေအဲ့ဒါကြောင့်လေဒါလို့လမ်းခွဲတာပဲကောင်းတယ် သူတို့တွေသဘောမတူနဲ့မောင်ဒါလီကိုရောက်ရှူမှာ ငါတို့ကလည်းမရရအောင်တားမယ်ဆိုတာနင်သဘောပေါက်ထားတယ်တားလေတားပါဒါပေမဲ့မမမောင်လေးကဒါလေးလက်ထဲမှာဆိုတာမမသိရမလားအမေဒီကောင်စေးမိနေတာတေးကြတယ် နင်တို့တစ်ဖက်သားကိုဖိလိုက်တာတအားများနေနင်တို့ငါမိသားစုဝင်လို့ပြောမှာငါရှက်တယ် မိခင်你打路把我那边喏，你别让人家对面吃多，是那脚不揪啥呢？ ရှင်းရဘူးလေ 妈，表来了，我没看见对呀，问吃，都那时候没嘛。 နင်လောပါတွေတိတ်မကြီးနဲ့ 妈，我摆晒他妈叫了，老把钱了把骗来了，我单话骗没给少了，没没呀呀，骗嘛呗。 你这种女人，俺比大叔偏心了啦！那你的妈怎么这么干呢？你那个的生了背多米。ကိုမင်းခန့်အောင်ကြပြရဲ့ဘဝလက်တွေပေါ်ဖြစ်တယ်လက်ခံနိုင်ပါ 没有，我不老板的妈喂，妈，他老老板表嘛，包面嘛嘞，俺妈表呢，你哪么包了？ 快点剪错短了！都别呀不顺利，他们爸爸老弄没，我爷嘛把那不话没看呀看呀，他没看没，你不话把他们都那爸爸路线真的爸比着了也老好。 တော့စိတ်မင်းကကျမတူမရှိကိုပြန်လာရင်လားမလာလို့ရှိရင်ဒင်းအောင်အသေးသက်